အားလုံးပဲမင်္ဂလာပါရှင်ဗီယက်နမ်မှာ stay ရှောင်ပြီးတော့လာနေခြင်းလို့ဗမာနေလို့ပို့ပြီးတော့အဆင်ပြေမလဲပြဖြစ်ပေးပါအောင်ဆိုတဲ့ comment လေးကိုစုဖြည့်ပေးပါမယ်ဗီယက်နမ်မှာ foreigner တွေအနည်းအများဆုံးမျိုးတွေကိုအစင်လိုက်ပြောသွားမှာဖြစ်ပါတယ်ဟိုချီမင်းဟနွိုင်းဒါနန်ဒါလက်နာထရောင်နဲ့ဟွိုင်းအန်တို့ပဲဖြစ်ပါတယ်ရှင် expert တွေအနေအများဆုံးကတော့ဟိုချီမင်းဖြစ်ပါတယ်ဟိုချီမင်းကဗီယက်နမ်နိုင်ငံရဲ့တောင်ပိုင်းမှာတည်ရှိတာဖြစ်ပါတယ်ရှင်ဟိုချီမင်းကိုဆိုင်ကွန်လို့လည်းနောက်တစ်မျိုးခေါ်ကြပါသေးတယ်။ချီမင်းမှာဘယ်လိုလူမျိုးတွေရွေးချယ်ပြီးနေထိုင်တဲ့လဲဆိုလို့ရှိရင် night life ကိုကြိုက်တဲ့သူတွေပြီးတော့မျိုးပြဆန်တဲ့လူနေမှုကိုသဘောကျတဲ့သူတွေအတွက်ရွေးချယ်သင့်ပါတယ်။အခြားမျိုးတွေထက်စားလို့ရှိရင်လည်းဟိုချီမင်းမှာက job opportunity တွေပိုများမှာမို့လို့ ID ပိုင်း teaching ပိုင်းစသဖြင့်အလုပ်ရှာချင်တဲ့သူတွေpart time လေးများရမလားရှာကြည့်ချင်သေးရဆိုပြီးတော့ရှာဖို့စဉ်းစားထားတဲ့သူတွေဆိုလို့ရှိရင်လည်းဟိုချီမင်းမှာဦးစားပေးပြီးတော့နေတဲ့နယ်လို့ဆိုတော့မြင်ပါတယ်ရှင်။ဟိုချီမင်းမှာနေတဲ့သူတွေအတွက်ကဗီဇာတက်တန်တိုးမယ်ဆိုလို့ရှိရင်ကမ်ဘောဒီးယားဘော်ဒါကိုသွားပြီးတော့ဗီဇာတက်တန်တိုးရမှာဖြစ်ပါတယ်။ကုန်ကျစရိတ်အနေနဲ့ပြောမယ်ဆိုရင်တော့မြို့တွေအကုန်လုံးထဲမှာဟိုချီမင်းမှာနေမယ်ဆိုရင်ကုန်ကျစရိတ်ကအများဆုံးဖြစ်မှာပေါ့နော်။နံပါတ်2ကတော့ဟန်နွိုင်းမြို့ပါ။ဟန်နွိုင်းမြို့ကဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီးတော့ဗီယက်နမ်နိုင်ငံရဲ့ capital လည်းဖြစ်ပါတယ်ရှင်။ဟန်နွိုင်းမျိုးကတော့ traditional life နဲ့ modern life နဲ့ရောထားတဲ့အနှစ်သာရမျိုးကိုခံစားရမယ့်မြို့အမျိုးအစားဖြစ်ပါတယ်ရှင်။ဟိုချီမင်းနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ relax ဖြစ်စေမယ့် environment လို့ဆိုတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပို့ပြီးတော့လှပတဲ့နေရာတွေတွားလေစရာနေရာတွေအဲ့လိုမျိုးတွေပို့ပြီးတော့များတဲ့အတွက်ဟိုချီမင်းထက်စားလို့ရှိရင်တော့ပို့ပြီးတော့ relax ဖြစ်စေပါလိမ့်မယ်။ဟိုချီမင်းမှာဆိုလို့ရှိရင်လမ်းပေါ်မှာဆိုင်ကယ်တွေကားတွေတိုက်တာအဆောက်အဦတွေမုတ်ဆိုင်တွေပြီးရင် market တွေအဲ့လိုမျိုးတွေ plenty ဖြစ်နေပြီးတော့တခြားအလှအပအနှစ်သာရတိတ်ပြီးတော့ခံစားစရာတိတ်မရှိဘူးပေါ့နော်ဟန်နွိုင်းက expat population ဒုတိယအများဆုံးမြို့ဖြစ်ပါတယ်ရှင်ဟန်နွိုင်းမှာနေထိုင်မယ်ဆိုလို့ရှိရင်တော့လာအိုဘော်ဒါကိုတွားပြီးတော့ဗီဇာတက်တန်တိုးရမှာဖြစ်ပါတယ်ကုန်ကျစရိတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုချီမင်းနဲ့တိတ်ပြီးတော့မကွာခြားပဲနဲ့ကုန်ကျစရိတ်ကတော့အတူတူလောက်ပဲတွားပြီးတော့ကုန်ကျမှာဖြစ်ပါတယ် living expense နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ဟိုချီမင်းနဲ့ဟန်နွိုင်းကမတိမ်မရိပ်မှာပဲရှင်နံပါတ်3ကတော့ဒါနန်မြို့ဖြစ်ပါတယ်ဒါနန်မြို့ကအခုနောက်ပိုင်းဗီယက်နမ်မှာပို့ပြီးတော့ popular ဖြစ်လာတဲ့မြို့တစ်မြို့ပေါ့နော်။သူကကြတော့ကမ်းခြေတွေနဲ့တောင်တန်းတွေနဲ့ကိုရောနှောပြီးတော့တည်ရှိနေတဲ့မြို့လေးဖြစ်ပါတယ်။အဲ့တော့မြို့တွေကိုဝင်လိုက်မယ်ဆိုရင်ကမ်းခြေတွေတောင်တန်းတွေကိုမြင်ရတဲ့ vibe မျိုးဆိုတော့တအား relax ဖြစ်စေတဲ့မြို့မျိုးပေါ့နော်။ဒါဆိုလို့ရှိရင်ဒါနန်ကိုဘယ်လိုလူတွေရွေးချယ်တင်တာလဲဆိုလို့ရှိရင် peaceful culture ကိုကြိုက်တဲ့လူမျိုးဘဝကို slow life နဲ့အေးအေးဆေးဆေးဖြတ်သန်းခြင်းတဲ့လူမျိုးတွေဆိုလို့ရှိရင်တော့ဒါနန်ကိုရွေးချယ်တင်ပါတယ်။ဒါပေမဲ့ job opportunity ကိုရှာဖွေနေတဲ့သူတွေဆိုရင်တော့မရွေးချယ်တင်ပါဘူးရှင်အကယ်၍ကို့မှာ remote job ရှိတယ်အလုပ်ကအင်တာနက်ကောင်းကောင်းလေးနဲ့အိမ်မှာတတိစိတ်စိတ်ကလေးထိုင်ပြီးတော့လုပ်နေရုံပဲဆိုတဲ့လူတွေဆိုရင်တော့မဖြစ်မနေရွေးချယ်တင်ပါတယ်အဲ့လိုမှမဟုတ်ဘူးအလုပ်ရှာချင်တာဆိုလို့ရှိရင်တော့ဒါနန်ကအဆင်ပြေမှာမဟုတ်ပါဘူးရှင်ဒါနန်ကဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းမှာရှိနေတာဖြစ်ပြီးတော့အကယ်၍visa extension တိုးချင်တယ်ဆိုလို့ရှိရင်လာအိုဘော်ဒါကိုသွားပြီးတော့ visa extension တိုးရမှာဖြစ်ပါတယ် living expense ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်တော့ဟိုချီမင်းတို့ဟန်နွိုင်းတို့လောက်ကုန်ကျစရိတ်မများတဲ့မြို့အမျိုးအစားလေးပေါ့နော်။နယ်မြို့လေးဖြစ်တာကြောင့်မို့လို့market တွေတခြားစီကားမှုတွေကတော့ခုနပြောခဲ့တဲ့နှစ်မျိုးနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တော့အရင်စီကားမှာမဟုတ်ပါဘူးရှင်။တိုက်အောက်ကိုဆင်းလိုက်တာနဲ့ market ရှိစေခြင်းနဲ့တိုက်အောက်ကိုဆင်းလိုက်တာနဲ့မုတ်ဆိုင်တွေထမင်းဆိုင်တွေရှိစေခြင်းနဲ့ဝေးဝေးလန်လန်သွားစရာမလိုပဲနဲ့ဘာဝယ်ခြင်းအစင်သင်းထွက်လိုက်တာနဲ့ရှိနေခြင်းနဲ့ဆိုလို့ရှိရင်တော့ဟိုချီမင်းတို့ဟန်နွိုင်းတို့ကိုပဲရွေးချယ်တင်ပါတယ်။ဘက်၄ခုမြောက်မြို့ကတော့ဒါလက်ဖြစ်ပါတယ်။သူကဗီယက်နမ်နိုင်ငံတောင်ပိုင်းရဲ့ကုန်းမြင့်ပိုင်းမှာတည်ရှိတာဖြစ်ပါတယ်ရှင်။ကုန်းမြင့်ပိုင်းမှာတည်ရှိပြီးတော့တောင်တန်းနေနဲ့အရန်လှပတဲ့ရှုခင်းတွေရှိတဲ့အပြင်သူကရာသီဥတုကလည်းအေးမြတာမို့လို့ romantic vibe ကိုကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒါလက်ကိုရွေးချယ်တင်ပါတယ်ရှင်။ရေတခွန်နေတောင်တန်းနေအပြင်ကော်ဖီဆိုင်လှလှလေးတွေနဲ့ရာသီဥတုအေးအေးလေးကတင့်ကို romantic vibe ဖြစ်နေဖို့တကယ်ကိုဆွဲဆောင်နေပါလိမ့်မယ်။စုအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါလက်ကromantic vibe ရရုံနဲ့မကဘူးတိတ်ဆိတ်အေးချမ်းတဲ့မြို့လေးလို့ဆိုရတော့မြင်ပါတယ်ပြီးတော့သူ့ရဲ့တစ်ဖက်သက်အမြင်ပေါ့နော်ဒါကတော့တခြားမြို့တွေမှာရှိနေတဲ့ဒေသခံတွေထက်ဒါလက်မှာရှိနေတဲ့ဒေသခံတွေကပို့ပြီးတော့နှွေးထွေးပြီးတော့ welcome ဖြစ်ပြီးရိုးသားကြတယ်လို့လည်းဆိုရတော့မြင်ပါတယ်ရှင်ဒါလက်ရဲ့ living expense နေထိုင်မှုကုန်ကျစရိတ်ကလည်းဟိုချီမင်းတို့ဟန်နွိုင်းတို့လောက်တော့ကုန်ကျမှာမဟုတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်နေရတာလည်းအေးချမ်းတယ်ဒေသခံတွေကလည်းသဘောကောင်းတယ် living expense ကလည်းတက်တာတယ်ဒါဆိုလို့ရှိရင်ဒါလက်မှာမနေသင့်နဲ့မရွေးချယ်သင့်တဲ့အကြောင်း
ကြောင်းရင်းကဘာဖြစ်မလဲအလုတ်ကင်ခွင့်လန်းရှာလို့မရနိုင်ဘူးအကယ်၍အလုတ်ကင်ခွင့်လန်းရှာဖို့အရည်ရွယ်ချက်မရှိဘူးအေးဆေးနေစင်နေဆိုတဲ့လူတွေဆိုရင်နေလို့ရတယ်နောက်တစ်ချက်ကကြတော့သူက visa extension တိုးမယ်ဆိုလို့ရှိရင်ဒါလက်ကနေတဆင့်8နာရီလောက်ကားစီးပြီးတော့ဟိုချီမင်းကိုပြန်လာဟိုချီမင်းကနေမှကမ်ဘောဒီးယားဘော်ဒါကိုနောက်ထပ်2နာရီခွဲ3နာရီလောက်ကားစီးပြီးတော့မှသွားပြီးတော့ visa extension တိုးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ visa extension တစ်ခါတိုးဖို့အတွက်သူကအမြဲတမ်းဟိုချီမင်းမြို့ပေါ်ကို8နာရီလောက်ကားစီးပြီးပြန်တက်လာမှာဖြစ်တဲ့အခက်အခဲမျိုးတော့ရှိတယ်။ဒါပေမဲ့ nature lover တွေအနေနဲ့ကတော့ဒီ8နာရီလောက်ကားစီးရတာဘာမှမဟုတ်ဘူး။တဘာဝတရားကြီးနဲ့နီးနီးကက်ကက်အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုပြီးတော့ကျင်းတည်ရွေးချယ်ကြမှာတော့ဖြစ်ပါတယ်။နံပါတ်5ကတော့နာထရောင်ဆိုတဲ့မြို့ပါရှင်။ကန်းချစ်ချက်တဲ့သူတွေ beach vibe ကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့နာထရောင်ကိုရွေးချယ်တင်ပါတယ်။ဒါပေမဲ့သူ့မှာအခြေချပြီးတော့နေထိုင်တဲ့ expat community ကတော့နည်းနေသေးတာမို့လို့ expat community ရှိချင်တယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့နာထရောင်မှာအခြေချဖို့တိတ်ပြီးတော့အဆင်မပြေသေးဘူးပေါ့နော်။နာထရောင် beach မှာက beach တင်မကဘူးကျွန်းလေးတွေလည်းရှိရဲ့အတွက်ကျွန်းလေးတွေပေါ်ကေဘယ်ကားနဲ့သွားလေတာတို့ဘာလို့လဲလှုပ်လို့ရပြီးတော့အဲ့ဒီကျွန်းလေးတွေပေါ်မှာလေတခြားနိုင်ငံဥရောပနိုင်ငံတွေကိုရောက်သွားတယ်လို့မျိုး vibe မျိုးကိုပေးမဲ့ပုံစံမျိုးတွေသူတို့ကပြင်ဆင်ပေးထားတာမို့လို့ဒီဘက် Natron Beach မှာနေပြီးတော့အပန်းဖြေလိုက်ဟိုဘက်ကျွန်းပေါ်ကိုပိတ်ရက်လေးတွေဒါမှမဟုတ်အားတဲ့အချိန်လေးတွေမှာသွားလေလိုက်အဲ့လိုမျိုးပေါ့ပေါ့ပပနေချင်တဲ့ beach vibe ကိုကြိုက်တယ်ကမ်းခြေမှာနေရတာကြိုက်တယ်ဆိုတဲ့သူမျိုးတွေတော့ရွေးချယ်တင်ပါတယ်သူ့ရဲ့အားနည်းချက်ကတော့ Natron မှာလည်းဒီလိုပဲ visa extension တိုးမယ်ဆိုလို့ရှိရင်ဟိုချီမင်းမြို့ပေါ်ကိုပြန်တက်လာပြီးတော့မှဟိုချီမင်းကနေမှတဆင့်ကမ်ဘောဒီးယားဘော်ဒါကိုသွားပြီးတော့ visa တိုးရမှာမျိုးပေါ့နော်အဲ့ဒါဆိုရင်သူကတော့ဟိုချီမင်းကိုကားစီးရမယ့်အချိန်က4နာရီနဲ့5နာရီကြာလောက်အချိန်ပေးပြီးတော့ကားစီးရမှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်6ကတော့ Hoi An ပဲဖြစ်ပါတယ် Hoi An ကတော့ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိပြီးတော့ဒါနန်ကနေ30ကီလိုမီတာအကွာအဝေးမှာရှိနေတဲ့မြို့လေးဖြစ်ပါတယ်သူက UNESCO ဝင်ထားတာဖြစ်တဲ့အတွက် historical vibe လေးကိုပေးစမ်းမဲ့မြို့မျိုးဖြစ်ပါတယ်လောက်ကင်ခွင့်လန်းတွေတော့ရှာလို့မရနိုင်ဘူးဒါပေမဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ရှေးဟောင်းဆန်ဆန်နေရာလေးမှာနေချင်တဲ့သူတွေဆိုလို့ရှိရင်တော့ရွေးချယ်တင်ပါတယ်သူ့မှာလည်းဒီလိုပဲ expat community ရောအတော်လေးနည်းနေပါသေးတယ်ကုန်ကြစရိတ်ကလည်းဟိုချီမင်းတို့ဟန်နွိုင်းတို့ထက်ဆိုင်တော့အများကြီးတက်တာနေပါသေးတယ်ရှင်။ဒါဆိုရင်စုအခုပြောခဲ့တဲ့မြို့6မြို့ကနေပြီးတော့အားတာချက်အားနေချက်နောက်ပြီးတော့တီနေရအနေအထားလေးတွေပေါ်မူတည်ပြီးတော့ကိုကဘယ်လိုလူမျိုးလဲဘယ်လို vibe မျိုးနဲ့နေချင်တာလဲဆိုတာပေါ်မှာမူတည်ပြီးတော့ကိုနေထိုင်မဲ့မြို့ကိုရွေးချယ်ပါရှင်။ကျေးဇူးအများကြီးတင်ပါတယ်။